ဘလို့ဖြစ်နိုင်မလဲလူတိမမာတဲ့ဂိုသမတယောက်က4နာရီအတွင်း follower 9000လောက်ကနေ7တန်းကျော်အထိတက်သွားတာတချို့ကအမားတစ်ခုလို့ထင်ခဲ့ကြတယ်တချို့ကတော့ရှင်းပြလို့မရတဲ့ဖြစ်ရပ်တစ်ခုလို့ယူဆခဲ့ကြတယ်ဒါပေမဲ့အဖြေကတော့ဒီကမ္ဘာဖလားရဲ့အင်အားတင်ပွဲအကောင်းဆုံးစွမ်းဆောင်ရည်တွေထဲကတစ်ခုမှရှိနေပါတယ်သူ့နာမည်ကဘိုစီမြာဖြစ်ပါတယ်အသက်40အရွယ်ရှိတဲ့သူဟာပြိုင်ပွဲစတင်ချိန်မှာအသင်းတော်မရှိခဲ့ပါဘူးဒါပေမဲ့သူကသူ့ရဲ့ကစားသမားဘဝတွေကအထင်ကြီးစရာအကောင်းဆုံးပွဲစဉ်တစ်ပွဲကိုကစားပြခဲ့ပါတယ်ကာကွယ်မှု9ချိန်ဂိုးမပေးရကမ္ဘာချန်ပီယံအသင်းတစ်သင်းကိုရင်ဆိုင်ပြီး MVP ဆုကိုရရှိခဲ့ပါတယ်ဒါပေမဲ့တကယ်တမ်းဘိုစီညောဆိုတာဘာတူလဲသူ့ရဲ့နာမည်အရင်ကဂျိုဟေဆာဂျိုဇဲအဘောရာဒီအက်စ်ထပါတယ်သူဟာကိတ်ဗေဒေနိုင်ငံရဲ့ဆောင်းဖင်စတင်ဂျွန်မှာမွေးဖွားခဲ့ပြီးမိဘတွေအလုံးလုံးနေချိန်မှာအဖိုးအဖွားတွေနဲ့အတူကြီးပြင်းလာခဲ့ပါတယ်အဲဒီကနေသူ့ရဲ့ဘိုစီညာဆိုတဲ့အမည်ပြောင်ဖြစ်လာတာပါအဲ့ဒီနာမည်ကသူ့အဘွားကိုဂုဏ်ပြုတဲ့အမည်ပြောင်တစ်ခုဖြစ်ပါတယ်ဘောလုံးလောကရဲ့နာမည်ကြီးကျယ်ပွင့်များစွာလို့မဟုတ်ပဲသူဟာဥရောပထိပ်တန်းလိဂ်တွေမှာမကစားခဲ့ဘူးပါဘူးသူ့ရဲ့ကစားသမားဘဝအများစုကိုကေဗလီဒီအန်ဂိုလာဆိုက်ပရပ်စ်နဲ့ပေါ်တူဂယ်နိုင်ငံတွေမှာဖျက်ဆီးခဲ့ပါတယ်ပြီးခဲ့တဲ့ရာသီမှာတော့ပေါ်တူဂယ်ဒုတိယတန်းလိဂ်ကရှာဗစ်အသင်းမှာကစားခဲ့ပါတယ်ဆယ်စုနှစ်တချို့ကြာအောင်သူဟာနိုင်ငံသေးအသက်ကစားပေးခဲ့ပြီးနိုင်ငံတကာပွဲစဉ်90နီးပါးကစားထားပြီးဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီပွဲတော့အရေးကြီးတဲ့ပွဲမျိုးတော့တစ်ခါမှမရှိခဲ့ပါဘူးပွဲမစခင်တစ်လက် Instagram account မှာ follower 9000လောက်သာရှိခဲ့ပါတယ်နောက်ဆုံးဗီစီတာမီဘီနာရီအနည်းငယ်အကြာမှာတော့ follower 8တန်းကျော်အထိရောက်ခဲ့ပါတယ်နာရီအနည်းငယ်တဲ့မှာတဲ့ပြည်သက်အများစုမသိခဲ့ကြတဲ့ကစားသမားတယောက်အတွက်မယုံနိုင်လောက်တဲ့တိုးတက်မှုတစ်ခုဖြစ်လာခဲ့ပါတယ်ပြီးတော့ဒိုင်လူကြီးကပွဲပြီးဆုံးတော့ကြေညာလိုက်တဲ့အချိန်မှာဘိုးစညာဟာမျက်ရည်ကြောက်ခဲ့ပါတယ်ဘာလို့လဲဆိုတော့ဘောလုံးလောကကအမြဲတမ်းအချမ်းသာဆုံးသူတွေကိုပဲအကျော်ဆောင်ဆုံးသူတွေကိုပဲစုချီးမြှင့်တာမဟုတ်ပါဘူးတခါတရံမှာတော့သူ့ဘဝတစ်လျှောက်လုံးမရတ်မနှမ်းလိုက်လံကြိုးစားခဲ့သူတယောက်ကိုစုချီးဖို့အကောင်းဆုံးအချိန်ကိုစောင့်နေတတ်ပါ